ဇလန်ကတော့ government ကမကြသေးခင်ကဖြစ်ပွားခဲ့တဲ့ရှယ်လီဆိုင်လူတက်မှုသတင်းတွေကိုကြည့်နေတယ်။အဲ့ဒီနောက်အိမ်ပြင်ကအတန်တွေကြားလို့ထွက်ကြည့်လိုက်တဲ့အခါဒီနယ်နဲ့ကြော်ရှိုးဖြစ်နေပြီးသူတို့ကသူပူးခံထားရတဲ့ဆန်ကိုကားနောက်ဖုံးထဲမှာကျုပ်တုပ်ပြီးခေါ်လာတာကိုတွေ့လိုက်ရတယ်ပြီးတော့ government ကိုကူညီပေးဖို့သူတို့တောင်းပန်ကြတယ်ဘာလို့လဲဆိုတော့သူကပဲ Starfire နဲ့ရင်ဆိုင်ရပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့တူဦးလေးတော်သူဖြစ်လို့ပဲဒါနဲ့သူကထိုင်ပြီးတော့1988တုန်းကခန့် Nightwing မှာ Starfire ရဲ့ရန်ကနေသူဘလို့အသက်ရှင်လွတ်မြောက်ခဲ့လဲဆိုတာကလေးတွေကိုပြောပြပါတော့တယ်ဒီနေရာကနေစပြီး1988ခုနှစ်စီကိုပြန်သွားကြတာပါအဲ့ဒီမှာ Zeki Berman နဲ့စတင်တွေ့ဆုံရပြီးသူကတခြားစခန်းကကလေးတွေရဲ့အနိုင်ကျင့်တာကိုခံနေရတယ်ဘာလို့လဲဆိုတော့သူတို့က Zeki ကိုမကြိုက်ကြတယ်လို့သူက Starfire ရဲ့ပူးကတ်ချင်းခံထားရတာလို့လောင်ပြောင်းနေကြပြီးနောက်ဆုံးမှာတော့ Zeki ရဲ့လက်မောင်းကိုမီးကျင်းနဲ့ရှို့ပစ်လိုက်ကြတယ်ဒီနေရာမှာပဲ1994ခုနှစ်ကနေကျွန်တော်တို့တည်ထားတဲ့ Nick Cody ရဲ့ငယ်ဘဝနဲ့တွေ့ရပြီးသူကကြဤလာရင် Sunnybell ရဲ့ရဲအရာရှိဖြစ်လာမဲ့သူပါဒါအပြင် Zeki ရဲ့အမကြီးဖြစ်ပြီးစခန်းကောင်းဆောင်တဦးဖြစ်တဲ့ Sandy နဲ့လည်းတွေ့ရပါတယ်ပြီးတော့ Sandy ရဲ့ကောင်းလေးသမီးနဲ့လည်းတွေ့ရပြီးသူကလည်းစခန်းကောင်းဆောင်တယောက်ပါပဲလက်မောင်းမှာမီးလောင်တန်ရာရသွားလို့ Zeki ကစေးကူတောက်ဖို့တူနာပြုအခန်းကိုသွားခဲ့ရပါတယ်အဲ့ဒီမှာတူနာပြု Maryline နဲ့တွေ့ခဲ့ပြီးသူကတော့1994ကတည်းက Shady Side လူသက်သမားတွေကတယောက်ဖြစ်ကျွန်တော်တို့တည်ထားတဲ့ Ruby Lane ရဲ့မိခင်ဖြစ်ပါတယ်တူနာပြု Maryline ကတကယ်ကိုအချက်အင်းနေမကောင်းဘူးဆိုတာသိတာပြီးသူသမီး Ruby Lane တေဆုံးသွားတဲ့ကိစ္စကသူ့ကို6လက်နေပုံရတယ်အဲ့ဒီနောက်ညီမနှစ်ယောက်ဖြစ်တဲ့ Sandy နဲ့ Zeki တို့တွေ့ကြပြီးအငင်းပွားကြတယ်ဘာလို့လဲဆိုတော့တူနာပြု Maryland အခြေအနေမကောင်းတာကို Zeki က Sandy ကိုပြောပြဖို့ကြိုးစားပေမဲ့ Sandy ကတော့ Zeki ကိုအပြုအမူတွေပြင်ဆင်ဖို့ပဲပြောနေပြီး Shady Side ကနေထွက်ခွာပြီးပိုကောင်းတဲ့အနာဂတ်တစ်ခုရချင်နေလို့ပါပဲအဲ့ဒီမှာ Zeki ကသူ့အမောက်ကိုစိတ်ဆိုးပြီး Shady Side ကနေဘယ်သူမှအသက်ရှင်လျက်ထွက်မသွားနိုင်ဘူးလို့ပြောလိုက်ပါတယ်Sandy နဲ့ထမီတို့ကအခန်းတစ်ခုကိုတန်ရှင်းရေးလုပ်ဖို့သွားတဲ့အချိန်မှာတူနာပြု Maryline ကဓာတ်တစ်ချောင်းနဲ့ဝင်လာပြီးထမီစီကိုချင်းကက်ကသူကဒီညဘလို့နီးနဲ့မဆိုတေးရမယ်လို့ပြောပါတော့တယ်ထမီကလည်းဘာတွေဖြစ်နေတာလဲဆိုပြီးအံ့ဩသွားပြီးတူနာပြု Maryline ကသူ့ကိုစတင်တိုက်ခိုက်ပေမဲ့ထမီကတွန်းထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ခေါင်းမှာတော့ဒဏ်ရာရသွားကြပါတယ်တူနာပြု Maryline ကိုရဲတွေဖမ်းခေါ်သွားပြီးစခန်းကလူတွေအားလုံးကတော့သူသမီး Ruby Lane လိုပဲယူသွားပြီးလို့ပြောကြပါတယ်စခန်းကလူတွေကအဲ့ဒီညမှာလုံးမဲ့ Color War ပွဲအတွက်ပြင်ဆင်နေကြပြီးထမီမှာတခုခုထူးခြားနေတာကိုသတိထားမိကြတယ်သူကိုယ်တိုင်ကတော့ဒါကခေါင်းတန်ရာကြောင့်လို့ပဲထင်နေပါတယ်ဆန်နီကတော့တူနာပြု Maryland ဒီတိုင်းယူသွားတာမဟုတ်ပဲတခြားအကြောင်းရင်းရှိလိမ့်မယ်လို့ယုံကြည်နေပြီးသူရှာဖွေတွေ့ရှိနိုင်မဲ့အရာရှိမလားဆိုပြီး Maryland ရဲ့ရုံးခန်းထဲကိုတွားရောက်စုံစမ်းကျင်နေတယ်ဒါနဲ့သူကသူ့ကောင်လေးတမိတ်တခြားစခန်းကောင်းဆောင်တငယ်ချင်း Alex နဲ့ Elias ရဲ့ကောင်လေးကနေတို့ကိုပါခေါ်သွားခဲ့ပါတယ်တူနာပြုရုံခန်းထဲမှာသူတို့က Starfire အကြောင်းတွေနဲ့ကျင်းစာအကြောင်းတွေအများကြီးရေးထားတဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့လိုက်ရတယ်ပြီးတော့ Starfire ရဲ့အိမ်ဟောင်းရှိတဲ့နေရာပြထားတဲ့မြေပုံတစ်ခုနဲ့အတူအကယ်၍လက်ကို Starfire ရဲ့ရုပ်အလောင်းနဲ့ပြန်ပေါင်းစည်းပေးနိုင်ရင်ကျင်းစာကပြေသွားလိမ့်မယ်လို့ရေးထားတာကိုတွေ့ခဲ့ကြတယ် Sandy Tamain Elias နဲ့ Arnie တို့ကမြေပုံအတိုင်းလိုက်သွားကြပြီးအဲ့ဒါကမြေအောက်လိုင်းကူတစ်ခုစီကိုရောက်သွားစေခဲ့တယ်တူနာပြု Maryland ဘာတွေရှာဖွေတွေ့ရှိခဲ့လဲဆိုတာသိရအောင်သူတို့ကဆက်လက်စူးစမ်းကျင်ကြတယ်ဒီလိုဖြစ်ပျက်နေတဲ့အချိန်မှာထမင်းရဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာတာကိုတွေ့ရပါတယ်သူတို့မြေအောက်လိုင်းကူကိုစူးစမ်းရင်းစာအုပ်ထဲကိုထပ်ဖက်ကြည့်တဲ့အခါ Starfire ကမိမိလက်ကိုဖြတ်ပြီးဆုံးသွားဝေအတက်အတွက်စာချုပ်ချုပ်ခဲ့တယ်လို့ရေးထားတာကိုတွေ့ရတယ်ပြီးတော့ Shady Side လူသက်သမားတွေရဲ့နာမည်တွေထွန်းထူထားတဲ့ကြောက်တုံးတွေကိုတွေ့လိုက်ရပြီးအဲ့ဒီထဲမှာထမီရဲ့နာမည်လည်းပါဝင်နေပါတယ်သူတို့ဒါကိုတွေ့ချင်းမှာပဲထမီကနိုင်ငံကပစိန်ကိုယူပြီးအန်ကြီးရဲ့မျက်နှာကိုခုတ်ပစ်လိုက်တော့တဲ့ Sandy နဲ့ Elias တို့ကလက်အော်ပြီးလိုင်းကူထဲကိုထပ်ပြေးဝင်သွားရကနေလမ်းပြောက်သွားကြတယ်ဒါပေမဲ့ထမီကတော့အပြင်ကိုလွတ်မြောက်သွားနိုင်ခဲ့ပါတယ်သူ့အမမှာဒီလိုတွေဖြစ်ပျက်နေချိန်မှာ Zeki နဲ့ Neto ကတော့သူတို့ကိုအနိုင်ကျင့်တဲ့ကလေးတစ်ယောက်ကိုစေးဖော်ပြီးပညာပေးဖို့လုပ်နေကြတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်သဘောကျနေကြပြီးနန်းတော့မဲ့အချိန်မှာပဲစခန်းပြင်ကကလေးတယောက်ရဲ့အော်တန်ကြောင့်အနောက်ရှက်ဖြစ်သွားရတယ်အခုတော့စခန်းတစ်ခုလုံးကထောင်တွေလူတက်ပွဲကျင်းပနေပြီဆိုတာကိုသိသွားကြပါပြီ Shady နဲ့ Alex တို့ကလိုင်ကူထဲမှာပိတ်မိနေတော့ထွက်ပေါက်ရှာရင်းနဲ့ထူးဆန်းတဲ့လုံးခုန်တန်လိုမျိုးအင်္ဂါအစိပ်ပိုင်းတစ်ခုကိုတွေ့လိုက်ရတယ် Alex ကသူ့လက်ကိုအဲ့ဒီအပေါ်တင်လိုက်တဲ့အခါ Starfire Shady Side လူသက်သမားတွေနဲ့တားကောင်တွေရဲ့ပုံရိပ်တွေကိုဖြတ်ခနဲ့မြင်လိုက်ရတဲ့စခန်းဘက်မှာတော့အဲ့ဒီကအရန်ထိတ်လန့်နေတယ်ဘာလို့လဲဆိုတော့သူအနိုင်ကျင့်တဲ့ကလေးကိုအိမ်သားထဲမှာတုတ်ပိတ်ထားခဲ့လို့ပဲအခုလူသက်သမားလှည့်လည်နေတဲ့အချိန်မှာအဲ့ဒီကလေးအသက်မခံရအောင်ကယ်ဖို့အိမ်သားစီကိုပြန်သွားခဲ့တဲ့ Zeki အိမ်သားစီရောက်နေချိန်မှာစခန်းကောင်းဆောင်တငယ်ချင်းတယောက်ကကူညီဖို့ရောက်လာတယ်ဒါပေမဲ့အိမ်သားအောက်ခြေကအတန်တွေကြားလိုက်ရပြီးဒါကအောက်ကလိုင်ကူထဲမှာရှိနေတဲ့ Sandy နဲ့ Elias တို့ဖြစ်နေမှန်းသိလိုက်ရတယ်ဒါပေမဲ့သူတို့ကိုကယ်ဖို့စူးစမ်းနေတော့မှပဲထမေကပစိန်နဲ့ရောက်လာပြီး Zeki ကိုကူညီနေတဲ့စခန်းကောင်းဆောင်ကိုတက်ပစ်လိုက်လို့မအောင်မြင်ခဲ့ပဲ Zeki ကတော့ထွက်ပြေးသွားနိုင်ခဲ့တဲ့ Zeki ကအိမ်သားထဲကထွက်လာတဲ့အခါစခန်းကဘတ်စကားတစ်စီးထွက်ခွာသွားတာကိုတွေ့လိုက်ရပြီးငါတော့ဒီမှာပိတ်မိကြံခဲ့ပြီဆိုပြီးထမင်းစားဆောင်စီကိုလမ်းကြောင်းပြောင်းပြေးခဲ့တဲ့ Zeki ထမင်းစားဆောင်နဲ့ရောက်နေတော့ထားမိုင်ကလိုက်မိသွားပြီးအဲ့ဒီမှာတိုက်ပွဲဖြစ်ပွားက Zeki ကထမီရဲ့ခေါင်းကိုပတ်ကုံဒီအိတ်နဲ့ဆုပ်ပစ်လိုက်ပါတယ်ဒါကြောင့်ပဲဇလန်တွဲတွေထဲမှာသူ့ကိုကုံဒီအိတ်ဆုပ်ထားတာအမြဲတွေ့ရတာဖြစ်ပါတယ်ထမီက Zeki ကိုဆက်လက်တိုက်ခိုက်နေတော့စနေကလိုင်ကူကနေထမင်းစားဆောင်စီရောက်တဲ့လမ်းကြောင်းကိုရှာတွေ့ပြီးရောက်လာကထမီကိုဓာတ်နဲ့ထိုးပြီးတက်ပစ်လိုက်နိုင်ပါတယ်
အောင်လိပ်ကလည်းဆက်လီလာခဲ့တဲ့လမ်းအတိုင်းထမင်းစားဆောင်စီရောက်လာပေမဲ့ဒီတစ်ချိန်မှာတော့သူ့လက်ထဲမှာ Starfire ရဲ့လက်ပါလာခဲ့တဲ့သူကတွေးထွက်လာလို့အဲ့ဒီလက်ကိုရှာတွေ့ခဲ့တာလို့ဇက်ကြီးနဲ့ဆန်ဒီကိုပြောပြတဲ့စာအုပ်ထဲမှာကျင်းစာရဆုံးမကအနီးနားမှာရှိနေရင်တွေးကြလိမ့်မယ်လို့ရေးထားပြီးဒါကြောင့် Alex ကကြောက်တုံးတွေနားမှာလိုက်ရှာရင်း Starfire ရဲ့လက်ကိုတွေးခဲ့တာပါ Cindy နဲ့ Elijah က ကျင်းစာကိုအဆုံးသတ်ဖို့အတွက် Starfire ရဲ့လက်ကိုသူ့ရဲ့ရုပ်လောင်နဲ့ပြန်ပေါင်းစည်းပေးရမယ်ဆိုတာကိုသိသွားကြတယ်အဲ့ဒီအချိန်မှာဇက်ကြီးနှာခေါင်းတွေးယူပြီး Starfire ရဲ့လက်ပေါ်ကျသွားရာကနေဆုံးမရဲ့ပုံရိပ်တွေကိုမြင်တွေ့ရတော့တဲ့1914ခုနှစ်တုန်းကဆန်ကရုပ်လောင်းမြေပုံပေါ်လက်တင်မိပြီးတွေးကြရာကနေဆုံးမရဲ့ပုံရိပ်တွေကိုမြင်ခဲ့ရတယ်လို့ပါပဲဒါကြောင့် Starfire ရဲ့အယိုးပေါ်တွေးကြတဲ့သူကသူ့ဘဝရဲ့ပုံရိပ်တွေကိုမြင်ရတယ်ဆိုတာပိုပြီးရှင်းလင်းသွားခဲ့တဲ့ဇက်ကြီးရဲ့တွေးကလက်ပေါ်ကျသွားပြဤနောက်မှာရှယ်လီဆိုင်လူသက်သမားတွေအားလုံးပြန်လဲအသက်ဝင်လာပြီးထမေကပြန်ရောက်လာက Alex ကိုတက်ပစ်လိုက်တော့တဲ့ဆိုင်းဒီကထမေကိုထပ်မံတက်ပစ်ပြီးအချိန်နဲ့ဆွဲပေးလိုက်လို့ဇက်ကြီးနဲ့ဆန်ဒီတို့ကလက်ကိုရုပ်လောင်းနဲ့ပြန်ပေါင်းစည်းဖို့ကျိုးစင်ပင်စီပြေးသွားနိုင်ခဲ့တယ်သူတို့ကျိုးစင်ပင်စီရောက်တဲ့အခါရုပ်လောင်းကိုရှာဖို့မြေကြီးကိုတူးကြပေမဲ့လူသက်သမားတွေအားလုံးကသူတို့စီကိုဥတီလာနေပြီးသူတို့ရုပ်လောင်းကိုမတွေ့ပဲဆုံးမကထာဝရရှင်တန်နေတယ်လို့ရေးထားတဲ့ကြောက်တုံးနဲ့ဒုံးကိုပဲတွေးခဲ့တဲ့ဆန်နီကလူသက်သမားတွေကဇက်ကြီးနောက်ကိုလိုက်နေတာကိုတီလို့မိမိကိုစနစ်တကျအနစ်နာခံခဲ့ပေမဲ့လူသက်သမားတွေကဇက်ကြီးရောဆန်နီကိုပါတက်ပစ်လိုက်လို့အလက်ကားဖြစ်သွားခဲ့ရတယ်သူတို့တေဆုံးသွားတာကြောင့်ရှယ်ရီဆိုင်လူသက်သမားတွေအားလုံးလည်းတက်ကွယ်သွားကြတယ်ဇက်ကြီးတေဆုံးသွားပြီးမိနစ်အနည်းငယ်ကြာမှနေကရောက်လာပြီးနှလုံးသွင်းဆက် approach လုပ်ပြီးလို့အသက်ပြန်ရှင်လာခဲ့တယ်အရေးပေါ်ကူညီရေးအဖွဲ့တွေရောက်လာပြီးဇက်ကြီးရဲ့နာမည်ကိုမေးတဲ့အခါသူကဇက်ကြီးလို့ဖြေပေမဲ့နစ်ကသူ့ရဲ့တရားဝင်နာမည်က Christian ဖြစ်ပါတယ်လို့ပြောလိုက်တယ်ဒါကြောင့်ဇက်ကြီးကတကယ်တော့ confirm ဖြစ်မှန်းသိလိုက်ရတာပါအခုတော့1994ခုနှစ်စီကိုပြန်ရောက်သွားပြီး George နဲ့ Dana တို့က Berman ကိုကျွန်တော်တို့ဆုံးမရဲ့အယိုးတွေကိုရှာတွေ့ပြီးအခုသူ့လက်ဘယ်မှာလဲဆိုတာသိဖို့ပဲလိုတော့တယ်ဒါမှပြန်ပေါင်းစည်းပေးနိုင်မှာလို့ပြောကြတယ်ပြီးတော့ကျိုးစင်ပင်ကဘယ်မှာလဲလို့မေးတဲ့အခါအဲ့ဒါက Sherry Simon ရဲ့အလဲဘဟုမှာရှိနေမှန်းသိလိုက်ရတယ်သူတို့က Starfire ရဲ့လက်ကိုယူပြီးအယိုးတွေရှာတွေ့ခဲ့တဲ့နေရာဖြစ်တဲ့ဆန်နဲ့ကားတိုင်းမှုဖြစ်ပွားခဲ့တဲ့နေရာစီကိုပြန်ယူလာခဲ့ကြတယ်ဒါပေမဲ့ဒါနကလက်ကိုရုပ်အလောင်းနဲ့ပြန်ပေါင်းစည်းပေးနေတော့မှပဲသူ့နှာခေါင်းသွေးယူပြီး Starfire ရဲ့လက်ပေါ်ကျသွားရာကနေနောက်ဆုံးမှာတော့သူကိုယ်တိုင်1666ခုနှစ်က Starfire အဖြစ်ရောက်ရှိသွားတာကိုတွေ့လိုက်ရပါတော့တယ်ဇလန်ပြီးဆုံးသွားခဲ့ပါတယ်တင်းရဲ့ထင်မြင်ချက်တွေကိုနှောက်ဝေပေးခဲ့ပါဦး channel ကိုလည်း like နဲ့ subscribe လုပ်ထားပေးကြပါဦးနော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့